အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမကြီးကြီးတားထားတဲ့အပြင်ကလူတေဝတ္ထုစာအုပ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အပြင်ကလူနှင့်အေးရဲ့ဖွင့်ဟဝန်ခံချက်အမှားစာအပြင်ကလူနှင့်အေးရဲ့ဖွင့်ဟဝန်ခံချက်ကိုဖတ်ရသည့်အခါဇက်ကောင်သုံးကောင်တို့ကိုအမြင်တစ်မျိုးဖြင့်မြင်နိုင်လိမ့်မည်ကိုနင်းနွယ်ရဲ့နာမည်ကိုစာဖတ်သူတို့သိလာရပြီသူသည်ငယ်ရွယ်ဆဲနုနယ်ဆဲစိတ်ကိုရင်ဆဲရှိနေသည်လို့ဆုံးဖြတ်မိထင်ပါသည်နုသည်မျက်နှာဖုံးတက်ဆင်လေးရှိပြီးသူ့တဏ္ဍာရီနှင့်နေထိုင်စေအေးကလူဘဝမှာဒုက္ခဒုက္ခဝေဒနာနှင့်အတွေ့အကြုံကိုခံစားရသူဖြစ်ကြီးရင်လာခွင့်ရှိခဲ့သည်ဇက်ကောင်၃ယောက်ကိုပထမအမြင်နှင့်မတူတော့ပဲတမျိုးထူးခြားပြောင်းလဲနေသည်ကိုမြင်၍အံ့အားသင့်သူမကြိုက်သူလက်မခံခြင်းသူလည်းရှိပေလိမ့်မည်ထင်ရှားလာသောတရိကံမှာဘယ်တော့ဒီအမှန်တရားနှင့်နီးစပ်ပါသလဲလို့လဲစိတ်ငူလာကစိတ်ငူနိုင်သည်တဖန်အပြင်ကလူသုံးပေါ်လာပြီးယခုယုံကြည်ထားသောရုပ်ပုံများပြက်ပြဲကအားလုံးပြစ်လိုက်ရမည်လားလို့လဲစိုးရိမ်နိုင်သည်သို့သောဇက်ကောင်၃ယောက်သည်လူအားလုံးလိုပင်ပတ်ဝန်းကျင်စိုးမိုးသည်ကိုခံယူပြီးပြောင်းလဲတာမှန်တော့လဲအတွင်းကအရင်ခံတဘာဝကတော့ရာဂိုင်နှုန်းပြပြောင်းလဲခြင်းကမတက်နိုင်သည်ကိုမြင်နိုင်သည်ထင်ပါသည်ထို့ကြောင့်သူတို့ကိုနောင်ကာလမှာအမြင်တစ်မျိုးနဲ့ထင်မြင်ပြီးသူတို့အားလုံးပြောင်းလဲနေတယ်လို့ဖြစ်ပေါ်လာနိုင်သေးတော့လဲသူတို့ရဲ့မွေးကလေးကပါလာသည့်ကိုပိုင်တတ္တိကတော့ပြောင်းလဲနေသည်ကိုတွေ့လိမ့်မည်မဟုတ်ပါစာရေးသူအနေနဲ့ဝန်ခံခြင်းဒီမှာမဆန်းလာပါဒီဝတ္ထုထဲမှာဇက်ကောင်များသည်ကျမဤကိုပိုင်အတွေ့အကြုံနှင့်စိတ်ကူကိုပေါင်းစပ်လိုက်ရမှဖြစ်ပေါ်လာသူများဖြစ်သည်ဆိုတာပင်ဘယ်သူကိုမှနစ်နာစေလိုခြင်းမြောက်စားချီးကျူးလိုခြင်းအရင်မခံပါသို့သောအနုပညာတရက်ကိုဖန်တီးဖို့ကြိုးပမ်းရမှာပကြီးဆွဲသည်ဖြစ်စေပပုထုသည်ဖြစ်စေဇပွဲကသည်ဖြစ်စေဂီတပြုသည်ဖြစ်စေစာရေးသည်ဖြစ်စေပညာသည်သည်သူ၏ဘဝအတွေ့အကြုံကအမှတ်အသားထင်ရသည်ကိုခေါင်းတွင်အုံနောက်မှလှပကွမြူလာသည့်ရောင်ကြီးအဖြစ်တွန်းအံလိုက်ခြင်းဖြစ်သည်ဟုဆိုနိုင်သည်ထို့ကြောင့်ပညာသည်ပါဝင်နေထိုင်သောသုံးပါးသောလောကမှာအတွေ့အကြုံတို့သည်သူ့အနုပညာရဲ့မှအကောင့်ထဲပေါ်နေမှအမှန်လူကလူအကြောင်းဖွဲ့နှွှဲရမှာလူများကတို့ဟာဒီထဲကဆက်ဆောင်ဒီပဲလားလို့စုံစမ်းကျင်နေဆိုရင်စာရေးသူပေါ်အောင်မြင်သည်စိတ်ကြီးဝင်စရာပင်ဖြစ်သည်ဆိုရမည်အပြင်ကလူတင်းနဲ့နှစ်ကြမှာနှစ်ပေါင်းများစွာခြားခဲ့သည့်အတွက်အခက်ခဲနဲ့ရင်ဆိုင်ရသည်အထူးသဖြင့်ဇက်ကောင်၃ယောက်ကိုအမြင်တစ်မျိုးဖြင့်မြင်စေခြင်းသည်မို့ပိုခတ်သည်အပြင်ကလူနှစ်ကို၃-၄ခါရေးပြီးရေးထားသမျှအားလုံးကိုစုပေါင်းပြီးတဖန်မလိုအပ်သည်ကိုဖိုက်ထုတ်စွန့်ပစ်ရပြန်ပါသည်စာဖတ်သူကိုရုပ်သိသည့်သဘောဖြင့်ခလေးပုံမြင်လိုမဖြစ်စေချင်သောကြောင့်ဖြစ်ပါသည်အပြင်ကလူနှင့်အေးရဲ့ဖွင့်ဟဝန်ခံချက်သည်အ ਨੇ ဆုံးဖတ်နေစေတော့စာဖတ်သူကိုဖြေဖြော်နိုင်သားပဲဟုယုံကြည်လျင်ကျမကြည်နပ်ပါသည်အပိုင်း၁စင်ဆိုသည်မှာဘာနှင့်တူပါသလဲဆိုသည်ကိုဖြေဖို့စုံစမ်းကြသောမျက်မမြင်ပုံနာ6ယောက်လိုပင်လူတိုင်းသည်ကိုယ့်အသိဉာဏ်ပညာအရေးချင်းနှင့်ဘဝအတွေ့အကြုံကိုအားကိုးပြုပြီးမိခိုးများစွာရဲ့အဖြေကိုရှာကြရပါသည်သူနှင့်အေးအင်းရလိတ်ဟိုတယ်မှာတွေ့ကြပြီကောင်းစွာရိပ်မိသည်တစ်ခုမှာသူကိုနင်းရွယ်အဖို့လူဘဝရဲ့တခဏဖြစ်စေအရေးကြီးသောမိကွန်းတစ်ခုမှာနုနုဖြစ်ပြီးကျမအေးအဖို့လည်းလူဘဝရဲ့အမြဲလိုလိုအရေးကြီးသောမိကွန်းတစ်ခုဟာနုနုပင်ဖြစ်ခဲ့သည်နုနုသည်သူ့ရဲ့အတိတ်ဖြစ်သွားပြီးဒီဟာသည်မဟာကွာခြားချက်ကြီးပင်သူဒါကိုကျမကိုပြပြဖို့ဆိုပြီးဆိုသည့်အတိုင်းပြပြခဲ့ပြီးဖြစ်လေတော့သူကံကောင်းသည်မှာအမှန်ပင်သူနဲ့နုနုပုံမြင်ပြီးဆုံးလေပြီသို့တော့ကျမရဲ့ဆက်လက်ဖြစ်ပြနေစေနုနုပုံမြင်နဲ့ဘလောက်များကွာခြားနိုင်ပါလေပြီးတော့ကျမနုနုပုံမြင်ကိုနားလေလက်ခံဖို့ရကျမကိုအရင်နှထောင်ရလိမ့်မည်ထင်သည်မျက်မမြင်ပုံသားများလိုပင်သူ့ရဲ့စင်သည်ရက်တောင်နှင့်တူစေကျမရဲ့စင်ကကျိုးခွေနှင့်တူတော့သည်သူကစင်ရဲ့နှရွက်ကိုစမ်းမိပြီးကျမကအမိစမ်းမိသည်ကိုအခြားသောမျက်မမြင်ပုံသားများကစမ်းမိသမျှကိုပြောချလိမ့်မည်စင်ဟာတစ်ပင်နှင့်တူသည်စင်ဟာနေရန်ကြီးနှင့်တူသည်စသည်ဖြစ်ပေါ်ဘလောက်ပြည့်ချော်သောအမြင်များပါလေသို့သောပုံသားအလုံးပင်တဝက်တစ်ပြက်မှန်ကန်လေသည်ပုံသား6ယောက်လုံးရဲ့အမြင်ကိုပေါင်းလိုက်လျင်စင်တကောင်းဤတစ္ဆာမှန်ကန်စွာဖြစ်လာနိုင်သည်ဒီတော့ကိုနှင်းနွယ်နဲ့အေးတို့ရဲ့နုနုပုံမြင်နှစ်ခုကိုပေါင်းလိုက်လျင်ပုံမြင်အမှန်ပေါ်လာဖို့အကြောင်းရှိပါသည်ကိုနှင်းနွယ်အဆိုအရသူနှင့်နုနုတို့ရဲ့လင်မယားဘဝသည်အချစ်ဖြစ်ဆတော့လေအသင်မတူကြသဖြင့်၃နှစ်ခွဲသာခံသည်ထိုတူတောင်းသောကာလအတွင်းမှာလည်းပျော်ရွှင်ကြဘဝမှာသူတို့အလိုရှိကြပုံချင်းမတူကြနုကတာမန်မင်းကလေးသူကပကြီးဆွဲခြင်းတစ်ခုနောက်ပဲကောက်လိုက်မိသူနုနုကသူ့လိုဆင်းရဲမခံနိုင်ကျွန်တော်အပြစ်သက်သက်ပါပဲလို့သူကတာဝန်ယူခဲ့ပါသည်သူနုနုကိုချစ်တယ်သူဒီအချစ်အိမ်မက်မှတ်တဲ့သူစိတ်ကူးသိရင်သူဆိုတာကျမအသိဆုံးသူနုနုကိုခိုးပြေတော့16နှစ်တောင်မပြည့်သေးသူနုနုကိုတကယ်ချစ်ခဲ့သည်ကျမမထင်ပါနုနုကတော့သူ့ကိုတကယ်ချစ်ခဲ့သလားနုနုကိုကျမရင်းနှီးစွာတီးခဲ့ရသည်နုနုကိုကျမပို့ပြီးတီးခဲ့သည်မှာအမှန်ညီအမ2ဝန်းခွဲအင်းရဆောင်မှာတခန်းနဲ့3နှစ်နေခဲ့သူ
ကျမအိမ်မှာစိတ်နှိမ်ကျော်လာနေခဲ့သူထိုတော့တွင်ကျမဘင်းတန်းဆောင်မှာပြီးတော့အင်္ဂလန်မှာနေခဲ့သဖြင့်နုနုတို့သားမီးနဲ့တကယ်အတူနေခဲ့ရသည်မဟုတ်တော့လဲနုနုနှင့်ကျမမခွဲခွာကြသည်ဆက်ဆက်နေစေကိုနင်းနဲ့မသိတာတွေအများကြီးရှိသည်လို့ကျမဆုံးမချက်ချခဲ့သည်လက်ထက်ပွဲမှာသူပြောသည့်ပုံမြင်အရာနုနုသည်ငယ်ရွယ်လှပသောလူဘဝမှာတတောင့်တတာနေချင်းတတ်သောတခြားဘာမှစိတ်မဝင်စားတတ်သောတာမန်မင်းကလေးများသာဖြစ်သည်ကျမသိသည်မှာနုနုသည်အမှန်ကကိုနင်းနယ်ထွယ်9နှစ်ကြီးပြီးသူ့နဲ့လိုက်ပြီးတော့23နှစ်ကျော်ရှိလေပြီလူလားမြောက်အရွယ်ရောက်ခဲ့သောမိမတစ်ယောက်ဖြစ်ပြီးဒါကတော့ကိုနင်းနယ်မသိတာတွေအများကြီးထဲကပထမဆုံးဥပမာပေါ့နုနုကသူ့ကိုချစ်သလားနုနုဘာစိတ်ကိုပေါက်ပြီးသူ့ကိုချစ်ပါတယ်ဆိုပြီးအင်းရဆောင်ကထွက်သူ့နောက်လိုက်တဲ့ကိစ္စကိုကျမသက်သက်လုံးအံ့ဩလို့မဆုံးနားမလည်နိုင်လို့မဆုံးဒီမှာယခုထိပင်နုနုကလည်းဘသူ့ကိုမှဖွံ့ဖြိုးလိမ့်မည်မဟုတ်နုနုကိုကျမကောင်းစွာတီးခဲ့လေပြီကျမပြောမြင်နုနုပုံမြင်သည်ကိုနင်းတွေရဲ့ပုံမြင်နဲ့အများကြီးကွာခြားလိမ့်မည်ကြားရသူတို့အလွန်အံ့အားသင့်လိမ့်မည်ကိုနင်းတွေပဲမှားသလားကျမပဲမှားသလားကျမတို့နှစ်ယောက်လုံးနည်းနည်းစီတော့မှန်ကောင်းပါရဲ့ဟုသာကျမမျှော်လင့်ဆူတောင်းပါသည်အင်းရလေးဟိုတယ်ကလက်ထပ်ပွဲမှာသူနှင့်ကျမတွေ့ကြပြီးခွဲခွာချသည့်အခါသူပြောခဲ့သည်မှာအေးနဲ့တွေ့ရတာဝမ်းသာလိုက်တာသူ့ရဲ့မျက်လုံးများဆူးရှတောက်ပြောင်နေပါသည်သူ့ရဲ့သပင်များလည်း၆သွေးစာပြုတ်လာပြီသူ့ရဲ့ကောင်းမသောသပင်ခွေသည်နှစ်ဖူးပေါ်ကျလာပြန်သည်သူ့ရဲ့အမြဲပြုံးနေတတ်သောမျက်နှာသည်ပြာနှမ်းရာမှအနီရောင်သွေးရောင်လှမ်းလာပြီးကြည့်လို့ကောင်းလာပါသည်အေးနဲ့တွေ့ရတာဝမ်းသာလိုက်တာပြောကြပြီးတော့ကြံသေးတယ်အေးရဲ့ပြန်တွေ့ကြအောင်ပါပေါ့ဟုကျမကပြောလိုက်ပါသည်ဒီလောက်မမြန်ကြီးပြန်တွေ့မိလို့တော့မထင်ခဲ့ပါဟုတ်ပါသည်သူအဆုတ်ထရေးဝင်ပြီးဖျားနိုင်တာစီးရုံကိုခေါ်ခဲ့ဖို့ကောင်းတာနောက်ကျပြီးတတိယခဲ့တာအမှန်တတိယတော့သူလှိမ့်မြန်စွာထွက်ခွာသွားလေပြီသူစောင်းဥပဒံတို့လူတိုက်တဲဝင်သွားတာမြင်လိုက်ပြီးသူပမာတဲပါလေဘလောက်ကြကြရန်ကုန်မှာနေအောင်ပါလေသူ့အိမ်ကကလောမှာဆိုထင်ပါရဲ့စသဖြင့်တစ်ဆက်တည်းတွေ့ခဲ့ပြီးသူ့ဘဝသူကြောင်းလိမ့်မည်ဆိုကအဆုံးသက်ရသည်သူ့ကိုကျမစိတ်ဆိုးဆဲပင်သူ့ကိုစိန်ကားဝေးကွာစွာစကားပြောခဲ့သည်သူနဲ့နုနုအကြောင်းစိတ်ကိုရင်နဲ့ဖွဲ့နှဲခဲ့တာကိုပြုံးမိတာနှထောင်ခဲ့ပါသည်သူစကားသူယုံနေသမျှသူစိတ်အေးချမ်းလိမ့်မည်အေးချမ်းပါစေတော့ဟုသာစိတ်ထားခဲ့သည်သူကပြောစရာတွေကြံသေးတယ်ဆိုတာကိုတော့နားမလဲလှသူနုနုရဲ့ပုံမြင်ပြီးသွားပြီဘာပြောစရာကြံပါသေးတယ်လဲနှစ်ရက်အတွင်းပြန်တွေ့ကြသည်မှာကျမရဲ့စေယုံမှာသူအဆုတ်ရောင်ယောဂနဲ့လက်တက်တိညဖြစ်၏ညတာဝန်ကြတော့လက်ထောက်ဆရာဝန်ကကျမကိုဖုံးဆက်ပါသည်မအိတ်သေးပါဘူးနော်လူနာကမနဲ့ခင်နဲ့ဆွေမျိုးတော်တယ်ဆိုတယ်ချောင်းဆိုရင်သွေးပါခဲ့တယ်ဆိုလို့မကိုမခေါ်ရင်ဆိတ်ဆိုးမှဆိုလို့ခေါ်တာပါသူကဒေါက်တာဒေါ်သိန်းအေးနဲ့စကားပြောချင်နေတဲ့နည်းနည်းသက်သာရင်မိုးလင်းလင်းချင်းလဲစိတ်ညင်နေတဲ့ကျွန်တော်လည်းဘာလို့ရမယ်မသိတာအမှန်ပဲလူကခေါင်းမပဲစသဖြင့်တောက်ချောင်းပြောလေသည်အဖျားတော်ကျသွားပြီတဲ့ချောင်းဆိုးလဲသွေးမပါတော့ဆေးရုံမတက်ခင်အပြင်မှာဆရာဝန်နဲ့ဆေးထိုးနေပြီးချောင်းဆိုးရမှသွေးပါလာတဲ့ဖြစ်ဆေးရုံတင်ရခြင်းဖြစ်သည်ရေနစ်စင်ကအဆုတ်ထဲရေဝင်ပြီးရောင်းလာတာဖြစ်သည်ပထမကျမတတိယသည်မှာနုနုအိမ်မှာမရှိနုနုတို့မော်လမြိုင်ရောက်နေတာ3လကျော်တာပင်နုနုသားကျောင်းပိတ်ခင်ကတည်းကနုနုရဲ့ဖခင်ဦးလေးချန်အိယာထဲနောက်ဆုံးလိုက်သည်မို့ပြန်ကြရသည်သူတို့မော်လမြိုင်မှာစိတ်နေကြဖို့ရှိသည်ထင်သည်နုနုအလုပ်ပြောင်းလုံးချင်မလားမသိသူ့သားကိုရန်ကုန်မှာကျောင်းအိမ်ကျောင်းစားထားဖို့လဲစိတ်ကူးတည်တယ်သူ့အဖေပဲမောင်ဝမ်းခွဲကိုလေးကလည်းမော်လမြိုင်မှာကားဝတ်ချော့ဆိုင်ခွဲဖွင့်ပြီးနုနုရဲ့မိဘများကိုဆောက်ရှောက်နေခဲ့ပြီးကျမလက်ထပ်ပွဲကပြန်လာသည်တနင်္ဂနွေနေ့ကနုနုကိုဖုန်းဆက်ပြီးကိုနင်းနွယ်နဲ့တွေ့ခဲ့ရပုံကိုပြပြခဲ့သေးသည်နုနုမဝိုင်းသမီးလက်ထပ်တာသိတယ်မဟုတ်လားသိတယ်လေမဝိုင်းတို့ကတိတ်ချမ်းသာနေတော့အရန်အကျယ်ချဲနေမယ်ဆိုတာကြားပြီးသားပြောပါအောင်မဝိုင်းကမင်္ဂလာဆောင်မှာဝတ်ဖို့တတ်အမေရိကကစိတ်နေမှာရဲဆိုယိုရီးယားကတစ်ခွပန်းနေလှိုင်းနေတာဆိုမင်္ဂလာမဆောင်ခင်တက်လာလုံးညတိုင်းလူတွေဖိတ်ပြီးကျွေးအရက်တိုက်တာအကြီးအကျယ်ဆိုပတ်စံအားတိုင်းဖြုံနေတာအံ့ဩပါရဲ့မနာလို့ပြောတာမဟုတ်ဘူးလက်ထပ်ပွဲကိုကိုနင်းနွယ်လာတယ်ဘာမှပြောင်းမသွားဘူးအရင်တိုင်းပဲမနေ့တနေ့ကမှပဲတွေ့ခဲ့ရသေးတယ်လို့ပဲနုနုကတိတ်ဆိတ်သွားပြီသူဘာကိစ္စရန်ကုန်လာတာလဲလက်ထပ်ပွဲလာရှင်လို့တက်မဟုတ်နိုင်ပါဘူးစောင်းဥပါဒန်နဲ့တွေ့ရှင်လို့ဆိုလားပြီးတော့အေးကိုတွေ့ပြီးနုနုနဲ့သူပြက်ခဲ့တဲ့မြတွေပြပြချင်နေဆိုတယ်သူဘာတွေပြောတယ်လဲဟုတ်နုနုကစိုးရင်ကြောက်ကြတဲ့နဲ့မေးသည်အခုတယ်လီဖုန်းပေါ်မှာအကုန်ပြောလို့မရဘူးနုနုနဲ့တွေ့တော့မှတနေ့ကုန်ထိုင်ပြောမယ်ဘယ်တော့ရန်ကုန်ပြန်လာမလဲဦးလေးကြိုင်ကောမသက်သာသေးဘူးလားပြီးတော့ပိုရေးကြီးတာကသူရေကူးကန်တဲ့ကလေးတယောက်နစ်နေတာဆင်းဆယ်ရင်သူဘာနစ်သွားတယ်ရေလဲမကူတက်ပဲနဲ့နှုတ်သိတဲ့အတိုင်းသူကစိတ်ကူးရင်သမားသူစိတ်ကူးနဲ့လှုပ်ချင်ရလှုပ်တတ်တာအေးပိုတီးမှာပေါ့မိတ်ဆွေဟောင်းကြီးပဲကျမကဂရုမစိုက်ပဲအဲ့ဒါနှုတ်နောက်ဆုံးကြိုးစားတဲ့အနေနဲ့သူပဲနေတယ်ဆိုတာစုံစမ်းပြီးလိုက်သွားရင်မကောင်းဘူးလားသူဖျားနာနေရင်ဘယ်နဲ့လုံမလဲ
နုနုကအလွန်ဆိတ်ဆိုးသွားပါသည်အံ့ဩပါရဲ့အေးရဲ့ပြောမှပြောတတ်တယ်သူ့ကိုပြစ်ထားခဲ့ပြီး20-15နှစ်အတွင်းတယောက်နဲ့တယောက်တစ်ခါမှမဆက်ဆံမပတ်သက်ခဲ့ပဲအခုမှဘာကြောင့်လိုက်ပြီးဖျားနေမလားလို့ပူပင်ရမှာလဲအံ့ဩပါရဲ့သူ့ကိုဘယ်လောက်မေတ္တာတုံနေပြီဆိုတာမသိဘူးလားအံ့ဩပါရဲ့ဟုတ်ထက်တယ်လေအံ့ဩနေပါသည်မသိဘူးလေအေးကတော့နုသူ့ကိုစောင့်နေတော့မယ်ထင်တာအေးမသိတာအများကြီးပဲပြီးတော့ဒီရွယ်ကြီးထိစိတ်ကူးရင်တော့ပဲဟုတ်နုကဆိုပါသည်အေးလေအေးကမြမမရှိတာလေအကြာကြီးကိုအေးတီအောင်ပြောရအောင်မယ်နုဖေးဘက်ကမောင်ဝမ်းခွဲကိုလေးနဲ့လက်ထပ်ဖို့စီစဉ်ထားတာကြာပြီကိုလေးကနုကိုကြိုက်လိုက်တာယူမတက်ပဲဟဲတသားကိုချော့နေရလို့ခုလောက်ကြာနေတာခုတသားကကြီးနေသွားပါပြီဒါပေမဲ့ဖေကထားပြီးအဲ့ရတဲ့လဲပြန်တော့တခါရွှေ့ရပြန်ရောမိကပြောတယ်သမီးတက်ခုမှ30ပြည့်အောင်ရှိသေးတာဆောက်လက်စားနဲ့ဆောက်လိုက်ပါအောင်တဲ့ဖေကတော့မသေးခင်အခြေအနေကျသွားတာမြင်ချင်းနေတဲ့ခက်မြန်အကျဉ်းယုံပြီးလှုပ်ဖြစ်ခြင်းလဲလှုပ်ဖြစ်မယ်အမှန်ကနုသည်အသက်လိမ်ပြောထားတဲ့ဖြစ်ကျမတဲ့တနည်းမြငယ်နေသေးသည်နု38နှစ်ကျော်ပြီဒါပေမဲ့သူ့မှုသာဝါဒသည်ကျမနဲ့မဆိုင်သူ့တာဝန်သာဖြစ်လေသည်နုတို့ဥပဒေရကွာရှင်းပြီးပြီလားကွာရှင်းပြီးပြီသူအေးကိုမပြောဘူးဘယ်တော့ကလဲ5 နှစ်ရှိပြီဟုတ်ပြောပြီးကျင်းနေပြီလားဟုတ်ထက်ဆက်လိုက်ပါသည်ဘာဖြစ်လို့အေးကကျင်းနေရမှာလဲဒါမှမဟုတ်မကြည်မနဲ့ဖြစ်ရမှာလဲနုနဲ့ကိုနင်းနွယ်ကိစ္စအေးနဲ့ဘာဆိုင်တယ်လဲဟုတ်ကျမပြောသည်ကိုနုကတယ်လီဖုန်းပေါ်မှာကျဲလောင်စွာရေမောပါသည်သူရေမောလို့မဆုံးနိုင်သည်မို့ကျမတီးမခံနိုင်တော့ပဲဘာဖြစ်လို့ဒီလောက်ရေလို့မပြီးနိုင်တာလဲနုဟုတ်မင်းမိပါသည်နုကဆက်လက်ရေမောနေသေးပြီအေးလေနောက်စနေတဲ့နေ့ကလေးမှာရန်ကုန်လာခဲ့မယ်လိန်မြန်လက်မှတ်ဝဲလို့ရကောင်းပါရဲ့ပြီးတော့ခုချက်ချင်းပဲဆုံးဖြတ်လိုက်ပြီကိုလေးနဲ့မြန်လက်ထပ်လိုက်တော့မယ်ဖေလည်းအသေးဖြောင်းအောင်ဆန်ဆက်ကိုသူအချုပ်လောက်ကင်ပေးနေတာလဲကြာပြီအားလုံးကိစ္စရှင်းသွားမှာပေါ့အေးတို့အိမ်မှာလာပြီးနေခွင့်ရတာကတော့ဘယ်တော့မှကျေးဇူးမမိပါဘူးဖေကလည်းသူမားပါတယ်ဆိုတာခဏပြောတာပဲသူ့သမီးသူများအိမ်မှာသွားနေရတာသူ့ပြစ်ပါပဲလို့ဆိုတယ်အေးနဲ့တွေတော့မှရှင်းစရာပြောစရာတွေအများကြီးရှင်းရပြောရအောင်မယ်ဘာရီများလဲနှုရဲ့ဟုတ်ကျမမင်းမြန်စေတွေးတော့တိမှာပေါ့ဟာဟုတ်နုကရေမောပြန်ပါသေးသည်ဘယ်ချိန်လင်းမြန်ဝင်ရောက်မှလဲအေးလာကြုံမယ်လေမလို့ပါဘူးဟုတ်နုကမာနကြီးစွာပြောပါသည်မသိဘူးလားကိုလေးကရန်ကုန်မှာလဲကားမလျှော့ဆိုင်ခွဲတွေဖွင့်ထားတာသူ့ကားနဲ့ဒရိုက်ဘာလာကြိုလိုက်မယ်နုပစ္စည်းနည်းနည်းပါကျန်တာလာယူချင်းလို့အေးနဲ့ခဏတွေ့တော့ပြောချာရှိရပြီလဲပြောရသေးတာပေါ့နုတို့တခါတည်းအပြီးပြောင်းပြီပေါ့အေးမသိဘူးလားပစ္စည်းတွေကုန်ဒီပါပြောင်းမိသားအေးကအိမ်မော်မှာပဲနေစိတ်ုံမှာကြီးပဲလေအချိန်ကုန်တော့အောက်ထပ်မှာနုဘာလုပ်နေလဲဆိုတာသိမသိပါဘူးမဆက်စုချင်လို့မို့နုစိတ်လွတ်လပ်ရှိအောင်လို့ပါကျေးဇူးပါပဲဆရာဝန်မကြီးရဲ့ဟိုနုကရေမောလိုက်သေးသည်ပြန်တွေ့ကြသေးတာပေါ့ဟိုကျမကတိတ်ဆိတ်စွာပြောလိုက်ရင်နုကထက်ရေမောပြီးပြန်တွေ့ကြသေးတာပေါ့ဟိုသဘောတူပါသည်နုနဲ့ကျမကိုနင်းရွယ်အကြောင်းကိုဒီတစ်ခါရင်ဆိုင်ပြီးကြနစကားပြောကြဖို့ရှိသည်သူတို့ကွာရှင်းမိသားဆိုသည်ကိုလည်းအခုမှသိရပြီးကိုနင်းရွယ်ကလက်ထပ်ပွဲမှာဘာမှမပြောခဲ့တာသိရသေးတယ်သူမေ့သွားလို့ပဲဖြစ်မှာပဲသူကဥပဒေကိစ္စတွေပါတိတ်ကျဆိုင်တဲ့လူမဟုတ်ကွာရှင်းတာထက်ခွဲခွာတာကပိုရေးကြည့်တာဖြစ်လိမ့်မည်နုနဲ့စကားပြောပြီးတနင်္ဂနွေတညလုံးကျမကောအိမ်မပြောပဲအိမ်မက်များဖြင့်ခြောက်ချားနေသည်အိမ်မက်ထဲမှာကျမတို့အားလုံးငယ်ရွယ်သေးပြီးအိမ်ရဆောင်ကနေကြောက်တိုက်ကြမိအချိန်ဖြစ်သည်ထိုပတ်ဝန်းကျင်ကိုကျမခဏအိမ်မက်မက်တက်လို့ကျမရဲ့အတွင်စိတ်ကဝိုးတိုဝါတာတခါတရံပိသထင်းလင်းစွာအရေးအယောင်နဲ့အကောင့်ထဲပေါ်လာတတ်သည်ထိုညအိမ်မက်ထဲမှာကိုနေနဲ့တွေ့ပြီးကျမကဘာဖြစ်လို့နုနဲ့ကွာရှင်းတာပြောမပြတာလဲလို့မေးနေသည်သူသိမ့်မိုက်တာပဲလို့လည်းအပြစ်တင်နေသည်သူရောအေးပါတိတ်အားတာပဲလို့လည်းထက်လဲပြောသည်နိုးလာလျင်ကျမဖတ်ခဲ့ရသော Fry အိမ်မက်များကိုဘာသာပြန်ရင်းစာအုပ်အရာကျမညကအိမ်မက်ကိုဘာသာပြန်ဖို့ကြိုးစားတော့လဲတိတ်မသေးချပါပြီးတော့ကိုနင်းနွယ်ကိုစိတ်အောင်ခေါ်ခဲ့ဖို့ကောင်းတယ်သူနမိုးနီးယားဖြစ်ရင်ဘယ်နဲ့လုံမလဲသူ့ကိုယ်သူဂယုမဆိုင်လို့အဖျားပြင်းမိသေးသွားရင်ဘယ်နဲ့လုံမလဲသူသေးသွားရင်အေးနာနာရောက်လို့ဆုံးနိုင်မယ်မဟုတ်သူ့ကိုအေးစိတ်ဆိုးတာခွင့်မလွတ်တာစိတ်ငါးစကားပြောတာသာသူသိပြီးတည်ဆုံးသွားရရင်အေးတော့ယူမှာပဲသိချင်းမှာပဲသူဖျားရင်စိတ်ုံကြည့်တော့ရောက်လာရမှာပဲဒီလောက်သူ့ဘဝကိုစိုးစိုးဝါအဖြစ်ခံအောင်မမဲသူတော့မဟုတ်နိုင်စိတ်ုံရောက်လာတဲ့လူနာသစ်စရင်မှာသူ့နာမည်ပါလာလိမ့်မလားတနင်္လာနေ့မှာသူ့နာမည်မတွေ့အင်္ဂါနေ့ညမှာစိတ်ုံကဖုံးဆက်ခေါ်တော့သည်မအိတ်သေးပါဘူးဟုကျမကလက်ထောက်ဆရာဝန်ကိုပြောလိုက်ပါသည်ပြီးတော့စိတ်ုံကိုချက်ချင်းလာခဲ့သည်လူနာကိုပြောထားစီခြင်းသည်ဆိုတာတွေစီစဉ်ပြီးထုံညစိတ်ုံမှာအိတ်ဖြစ်ခြင်းဖြစ်ဖို့အတွက်စီစဉ်ပါသည်ကျောင်းမလေးပတ်ပြီးကိုအစာသစ်စားဖို့ရေသစ်တောက်ဖို့ဖြစ်ရသည်ရေလဲရသည်
ညသောက်တရဝံကိုရှင်းလင်းပြောပြရသည်မမနေ့ကညမှာပြန်လာနိုင်မယ်ချင်းနေဆိုတာကျမရင်နဲ့တိတ်ကုံစွာလက်ဖြားများတုံစွာမထင်မှတ်မိပဲကားကိုလှိမ်မြန်စွာမောင်းခဲ့စေယုံတို့ရောက်ခဲ့လျင်တော့သူလေကားဝမှာလာကြုံနေသည်ကိုမြင်ရ၏လက်ထောက်ဆရာဝန်ကတစည်းတစောင်းကြည့်ပြီးစောင့်နေပါသည်လေကားမှအပြေးတက်ခဲ့ပြီးဘာလို့အိပ်ရတယ်လှဲမိနေတာလဲဟုကျိမ်းမောင်းမိပါသည်ပြီးတော့သူ့ကိုလူနာအထူးကုခန်းမှကျမယုံကန်နေကပ်နေသောအခန်းနံပါတ်1သို့ရှိဖို့စီစဉ်ခြင်းသည်စစ်စတာလက်ထောက်ဆရာဝန်နှင့်စစ်စတာတို့အလုပ်များစေကျမသူ့ရဲ့လူနာမှတ်တမ်းကိုဖတ်ရ၏စေယုံမရောက်ခင်ရခဲ့သည့်စီအဖျားအပူချိန်အသက်ရှူပုံနှလုံးနှင့်သွေးတိုးပုံတို့ကိုလေ့လာရ၏သူဖျားကျသွားပြီးဓာတ်မှန်ကောက်မှုအဆုတ်ရောင်၍ရေဝင်ဟန်ကိုပြစေယောဂပိုးသက်စေအိတ်စီနှင့်ချောင်းဆိုးစေလည်းပေးထားကြတော့သူအများကြီးသက်သာနေတာသိရပါမည်ညနေကအစာလည်းနည်းနည်းဝင်ပြီးတယ်နိုင်ဝက်မြကျသွားပြီးသူလည်းအခန်းတစ်ထက်ရောက်သိမီထင်ကကျမယုံခန်းမှာထွက်ခဲ့၏သူ့အိယာဘေးထိုင်မိလျင်တော့သူအိပ်ပျော်သွားသည်ကိုသိရ၏သူ့ရဲ့ခေါင်းမှာသောသပင်ခွေသည်နှစ်ဖူးပေါ်ကျနေမြဲပင်တေးသေးချာကြည့်တော့သူ့မှာထိပ်ဝေဆိုတာရှိပြီးနှစ်ဖူးထက်ကသပင်သည်ခွေရွေပေါက်သည်မို့နောက်ပြန်ဖိသက်လို့မရနိုင်တာနားလည်ရသည်သူ့ရဲ့ဖြောက်တန်းသောနာတန်းနှင့်တက်ရက်သောနှကန်းစုံများကိုပုံမသတိပြုမိကလူချောပဲဟုခက်ပြုံတွေးပါသည်သူအိပ်ပျော်နေတော့ကျမတက်တောင့်တက်တာစိတ်ထားနိုင်ပြီးစိတ်ဆိုးခြင်းဖြင့်စိန်ကားဝေးကွာဟန်ပြနေဖို့မရှိပါသူနဲ့အေကောလိပ်ကိုတစ်နှစ်တည်းရောက်ခဲ့တာနှစ်ယောက်စလုံး15နှစ်ကျော်ရှိသေးတော့ကောလိပ်တက်ခွင့်ရဖို့ကြိုးစားကြရမှာကျောင်းယုံခန်းထဲမှာတွေ့ပြီးတည်ကျွမ်းကြတာတတိယနေသည်သူနဲ့ကျမနှစ်ယောက်လုံးဂုံတို့နှစ်ခုစီနဲ့မက်ထရစ်အောင်လာသူများဖြစ်တော့စာဖတ်ဝါသနာပါသူဂီတဝါသနာပါသူများဖြစ်တော့စကားပြောလို့ကောင်းသည်သူကပကြီးဆရာဖြစ်ခြင်းသည်ကျမကလည်းဝါသနာပါသူဒါပေမဲ့ဆရာဝန်လိုက်ရမည်လို့မိဘမရှိတော့ကျမကိုအုပ်ချုပ်တော်ကြီးကစီမံခဲ့လေပြီသူကမန္တလေးသားမို့အင်းဝဆောင်မှာအခန်းရသည်ကျမကရန်ကုန်သူဖြစ်တော်လဲ6မိုင်မှနေလေတော့အင်းရဆောင်မှာအခန်းပေးရပြန်သည်ကျောင်းယုံကမှ2ခါ3ခါတွေ့ပြီးကျွန်တော်လာလိမ့်မယ်နော်အေးလို့သူကပိုင်စိုးပိုင်နေပြောလိုက်သည်ဘယ်တော့မှမသိအေးလို့မခေါ်ခဲ့အမြဲတမ်းအေးပဲအေးကကျမလုံးပြောတတ်ပဲအေးလို့ကိုခေါ်နေလို့တော့မသိသူကဖြတ်ကနေနိုးလာပါသည်အေးငိမ့်သက်စွာထိုင်နေသည်ကိုမြင်ပြီးပြုံးပြလိုက်ပါသည်သို့တော့ခေါင်းအုံများဆင့်ထားသည်ကိုမိမြဲမိနေရင်ကျွန်တော်များကြည့်နေကောင်းသွားပြီဒါကြောင့်အေးကိုခေါ်ပြီးပါလို့ပြောရတာစိတ်မဆိုးပါဘူးနော်ဟုတ်မေးပါသည်ကျွန်တော်မြန်လဲကလောပြန်ချင်တယ်အေးနဲ့မတွေ့ရပဲမပြန်နိုင်လို့အေးကိုခေါ်ခိုင်းရတာကိစ္စမရှိပါဘူးဟုတ်ကျမကခက်ပြက်ပြက်ကြောစားပြုပါသည်အေးကိုစောင့်နေရင်ဘလို့အိပ်ပျော်သွားမှမသိဘူးအိတ်စီပေးထားတော့တားလို့မရဘူးနေလဲကောင်းနေလို့ထင်ပါရဲ့အသက်ရှူလဲမချက်တော့ဘူးရင်မက်မနာတော့ဘူးလားမနာတော့ဘူးချောင်းဆိုးလဲတက်တာနေပြီမနဲ့စင်လို့ရမလားရန်ကုန်မှာဆက်မနေချင်ဘူးလားဆက်နေစရာအကြောင်းမှမရှိတာတက်မှန်ကတိတ်မကောင်းသေးဘူးဟုတ်ကျမပြောလိုက်ပြီးကျမတို့တိတ်ဆိတ်နေပါသည်ကျမအနေငယ်ဝမ်းနေလာပြီးလောကမှာငါတယောက်တည်းဆိုသည့်အတွေ့များဝင်လာပါသည်အေးအိပ်ပြက်နေပြီလို့သူကစကားဆပါသည်ကျမတိတ်မအိပ်တတ်ပါဘူးလှုပ်ရှားရှိတာပဲနေရောညပါလုံနေတာပဲစာဖတ်တချင်းထောင်နေတာပဲလူနာတွေကိစ္စနဲ့မအားဘူးပေါ့နော်ကျွန်တော်ကခုတော့အေးရဲ့လူနာပဲဒါပေါ့ရှင်လို့ကျမကစကားများပြောချင်ဟန်နဲ့ဆိုလိုက်ပြီးသူ့ကိုအေးကဆိတ်ဆိုးနေလျက်နဲ့တည်သွားမှဘလောက်ပူခဲ့တယ်ဆိုတာသူဘယ်တော့မှသိမယ်မဟုတ်သိအောင်လည်းမပြောနိုင်အင်အားမရှိတက်တည်မရှိဘာကြောင့်များလူဘဝဟာရှုပ်ထွေးပွေလီနေပါလေဟုတတိယသည်ကျွန်တော်လည်းဒီညဘက်လို့ဒီဆေးရုံမှာနေရမယ်ဆိုတာမစင်စားတတ်ဘူးအိတ်စေးတောက်ပြီးလဲထပ်မအိတ်ချင်တော့ဘူးစာအုပ်လည်းပါမလာဘူးအေးအိမ်မြန်ချင်ပြီလားမပြန်သေးပါဘူးအေးဒီမှာထိုင်ပြီးကျွန်တော်နဲ့စကားပြောနေချင်မယ်မဟုတ်ပါဘူးတကယ်ပါကျွန်တော်သိအာနာပါတယ်အေးအိမ်ပြန်တော့လေလို့သူကပြောနေလျင်သူကဒီလိုပြောရတဲ့ဟုကျမသည်စိတ်ထက်ကနေဆိုပြီးဒီမှာကိုနင်းတွင်လို့ခေါ်လိုက်ပါသည်သူကမျက်လုံးများဆူရပြောင်လက်ပြီးလက်နှစ်ဖက်ကိုပိုက်၍သူ့ကိုယ်သူဖတ်ထွေးလိုက်ကအေးရဲ့ဝမ်းသာလိုက်တာကျွန်တော်နာမည်ခေါ်တာပထမဆုံးကြားရတာကျမကဘာမှမပြောဘဲနေပြန်တော့တနင်္ဂနွေနေ့ကတစ်ချိန်လုံးလက်ထပ်ပွဲမှာကျွန်တော်တို့ဇိမ်းတွေလိုပဲအေးကရှင်းနေကျမနဲ့ပြောတန်စကားတန်ကစိတ်ငှလိုက်တာကျွန်တော်ကိုတိတ်ဆိတ်ဆိုနေတာသိပေမဲ့စိတ်ဆိုးတင်ပေမဲ့ဒီလောက်ကြာကြည့်တော့မဆိုးတင်ပါဘူးထင်တာပဲအေးကနုနုကိုတော်တော်ချစ်တာပဲနုနုအတွက်တိတ်နာတာပဲကျမကဘာမှမပြောဘဲနေစေသူကျမကိုစနေတာပဲလို့တွေးနေစေဒါပေမဲ့အေးကိုကျွန်တော်ထပ်ပြောရအောင်မယ်ကျွန်တော်ကိုရက်ဆက်တယ်ရိုင်းဆိုင်နေထင်းချင်းထင်းပါကျွန်တော်နုနုကိုစိတ်လုံးဝမဝင်စားတော့ဘူးသူ့ကိုခဏလေးနဲ့စိတ်ပြတ်ခဲ့ပြီးသူထွက်သွားတော့တကယ်တော့တစ်ခါမှမလွမ်းခဲ့မဆွေးခဲ့တတိမရမတတ်နိုင်ပါဘူးတန်းနာစရာမှမရှိတာတကယ်တော့သူ့ကိုချစ်တယ်ဆိုတာတော့ကိုလှည့်စားတဲ့စိတ်ပဲထင်ပါတယ်အမားလောက်ခဲ့ပြီဆိုတာဝန်မခံခြင်းလို့အမှန်ကိုညှင်းဆန်တဲ့စိတ်ပဲထင်ပါတယ်အော်ဟုတ်လား
ကျမစိတ်ဆိုးနေစေပင်ဘယ်တော့အဲ့ဒီလိုနိုးကြသိမြင်လိုက်ပါလိမ့်ရှင်ဟုမေးလိုက်ပါသည်မင်္ဂလာဆောင်မှာတွေ့တော့ကတော့တမျိုးပါလားရှင်နုနုကိုကျင်းနှက်အောင်အများကြီးလှုပ်ခဲ့တယ်မဟုတ်လားအများကြီးတီးခံခဲ့တယ်မဟုတ်လားစည်ရည်တောင်ဝင်လုပ်သေးတယ်မဟုတ်လားဒီသားနဲ့ဒီမယားနဲ့တသက်လုံးဆွဆွဲမြဲနေတော့မယ်လို့ကြိုးစားခဲ့တယ်မဟုတ်လားသူကအနှဲငယ်အံ့အားသင့်ပြီးတုတ်ဆိုင်နေပြီးအဲ့ဒါတွေကျွန်တော်မလုပ်ခဲ့ရင်ကျွန်တော်လူကောင်းတစ်ယောက်မဖြစ်နိုင်ပါမလဲအေးရဲ့နုနုကျွန်တော်ကိုချစ်တယ်လဲထင်တော့သူ့ချစ်ကိုရိုသေဟိုက်တယ်လဲထင်ပါတယ်ကျွန်တော်ကိုဘယ်သူတွေဘယ်လိုဆွဆွဲကြပေမဲ့ကျွန်တော်ဘသူ့ကိုမှရံပြုတ်ချင်တာအရင်ကန်အမှန်ပါကျွန်တော်ဘဝကိုကျွန်တော်ကြိုက်တယ်လို့နေခဲ့တဲ့အဖြစ်မှာဘယ်သူမှပါဝင်ဒုက္ခရောက်စေဖို့မလိုလားအပ်ပါဘူးကျွန်တော်ဟာအိမ်နဲ့ယာနဲ့သားနဲ့မယားနဲ့နေထိုက်သူမဟုတ်ဘူးထင်ပါတယ်အားလုံးဟာကျွန်တော်အမှားပဲကျွန်တော်အပြစ်ပဲလို့ထားပါလို့ပြောပြပြီးမဟုတ်လားဒါပေမဲ့အေးသီးသေးချင်တာကကျွန်တော်နုနုပေါ်မေတ္တာလုံးမရှိနိုင်တာကြာပြီနှိမ့်များစွာကြားခဲ့ပြီလင်မယားဘဝနဲ့ကိုခန္ဓာချင်းတော့ကောင်းမချစ်နိုင်ခဲ့ဘူးမနှောချစ်ဆိုတာလည်းမရှိခဲ့သူနဲ့မဖြစ်နိုင်ဘူးအဲ့လိုပဲပြန်တွေးတာပဲကျမတို့သည်တိတ်ဆိတ်နေကြပြန်ပါသည်အပြင်မှသူနာပြုဆရာမများအလုပ်တင်ဆရာဝန်များတစ်ချက်ဖျက်လျှောက်သွားခြင်းကကျမကိုသတိရစေသည်သူနှင့်ကျမသည်လူနာနှင့်ဆရာဝန်ဖြစ်ပြီးကိုရေးကိုရာကိစ္စများစီယုံခန်းနံပါတ်1မှာချာချီပြောနေကြဖို့မသိလျော်ဘူးထင်ပါသည်သူကချောင်းနှဲငယ်ဆိုးနေပြန်သည်သူပင်မနေပြီလားအဖျားယောဂထင်သလားတတ်တာမှန်ရဲ့လားလို့ကျမပူဝင်ပြီးသူသေးသွားရင်ဘယ်နဲ့လုပ်မလဲအေးဒုက္ခရောက်မှအမှန်ပဲလို့တွေးပြန်သည်သူဘာဖြစ်လို့အေးကိုဒါတွေပြောနေတာလဲလို့မေးချင်ပြီးမမေးနိုင်အေးစိတ်မဆိုးပါနဲ့ဒါပေမဲ့ပြောပြရစီအောင်နုနုဟာအေးနဲ့ညီမတော်တာအေးသူ့တွယ်နာတာနားလည်ပါတယ်ဒါပေမဲ့ကျွန်တော်လည်းအေးနဲ့တငယ်ချင်းတော်ပါတယ်တငယ်ချင်းတော်တယ်လို့ထပ်ပြောချင်တယ်မရေပါနဲ့ကောလိပ်မှာကျွန်တော်တို့ခင်ခဲ့ကြတာကိုတမိုးမထားတော့ဘူးလားအဲ့ဒီတငယ်ချင်းဖြစ်ဟာတသက်လုံးမြဲရမယ်အဖြစ်ပါကျွန်တော်ဘွားထဲမှာ2နှစ်3နှစ်လောက်နုနုနဲ့ပတ်သက်ပြီးကိစ္စများပြီးနောက်တော့လေပြပြောက်သွားတာဟာဒီလောက်ပဲအရေးကြီးသလားအဲ့ဒီခဏတစ်ဖြုတ်ကိစ္စတည်းရဲ့အတွက်အေးရဲ့တငယ်ချင်းမိတ်ဆွေဖြစ်ကိုလက်လွတ်ရမယ်လားအေးကိုကျွန်တော်ဆုံးရှုံးရမယ်လားအင်းအားဆောင်မှာနုနုကျွန်တော်ဘွားထဲမတိမတာဝင်လာကြတဲ့ကအေးကျွန်တော်ကိုစိတ်ငှားခဲ့တယ်ရှင်နဲ့ကျမနဲ့ပဲပြောပြီးကျွန်တော်နာမည်တော့မခေါ်နိုင်ခဲ့တာသတိထားခဲ့ရတယ်ကျမသူ့ကိုသာကြည့်ပြီးသူပြောသမျှသာနားထောင်နေလိုက်သည်အေးမကြိုက်လဲနေစိတ်သက်လုံးဆိုးခြင်းလဲဆိုအမှန်ပြောရရင်နုနုဟာကျွန်တော်ဘဝထဲမဝင်သင့်မဲဝင်လာပြီးကျွန်တော်တို့ကဟူသမျှဟာအဲ့ဒီကလေးကစတယ်ထင်တာပဲသူထွက်သွားတော့မှညဉ့်ညမ်းသွားတာပဲအနာကျက်ပြီးအမားရုပ်ဖြစ်သွားတာပဲသူဘာဖြစ်လို့ဓာရီပြောနေလဲကျမနောက်ဆုံးမေးလာနိုင်ပါပြီညကတညလုံးအိတ်မပြောဘူးအဲ့ဒါကအေးပြောသလိုနိုးကြသိမြင်လိုက်ချင်းအစပဲဟုတ်သူကစတင်ပါသည်ကျွန်တော်တခါမှဆေးရုံမတက်ဘူးတော့တေကာနီးလူနာတွေကြားထဲမှာကျွန်တော်လည်းတေသွားရင်တေသားနိုင်တယ်ဆိုတဲ့အကြောင်းကိုတွေးနေမိတယ်တေမင်းနဲ့မျက်နှာချင်းဆိုင်မိပြီပေါ့ကျွန်တော်တိတ်ကိုထိတ်လန့်သွားတယ်မနက်မိုးလင်းလာတာနေထွက်လာတာငှက်ကလေးတွေမြည်ကြတာလူတွေနိုးလာတာမြင်ရတော့ပါမလားလို့တွေးတယ်တေသွားပြီဆိုရင်အားလုံးပြီးဆုံးပြပြသွားပြီပေါ့တနည်းအားဖြင့်ငញ្ញမ်းသွားခြင်းပေါ့ဒီတော့ဘယ်လိုကိုယ့်ဘဝမှာနေခဲ့ပါလိမ့်ကျင်းတဲ့ဆရာဘဝမှာဟုတ်ရဲ့လားလို့စိတ်ငုချင်လာတယ်သူ့မျက်လုံးများဝင်းပါလာပြန်သည်သူစိတ်အားထက်သန်လာသည်တကယ်တော့လည်းကျွန်တော်မသိချင်သေးပေမဲ့သိရမှလည်းမကြောက်လာပါဘူးတွေးမိတယ်တခုပဲဝမ်းထဲကြာကငါစိတ်ရှိသလောက်ပချီချက်များများမဆွဲခဲ့ရသေးဘူးတကယ်ကိုယ်တိုင်ကြိုက်တဲ့ကတစ်ချက်နှစ်ချက်တောင်မဆွဲရမဆရသေးဘူးလို့ပြီးတော့တေကာနီးမောလာရင်ဝေဒနာခံစားလာရရင်ဆရာဝန်ဆရာမတို့ကိုအမြန်ပြီးဆုံးတော့အောင်ကူညီကြပါလို့တောင်းနိုင်ပါမလားအကူညီပေးကြပါမလားလို့ပူတယ်ဒါလည်းတိတ်အရေးမကြီးပါဘူးဝေဒနာခံစားရတာကိုတေကာနီးသိချင်မှသိတော့မှအရေးကြီးဆုံးကတော့အေးကိုတွေးချင်တာပါပဲကျမတိတ်ဆိတ်မြဲတိတ်ဆိတ်စေသူကအေးယုံစေချင်တယ်အေးယုံရဲ့လားကျမသည်စိုးနေနေသည်ကိုမျိုးချပြီးအေးယုံပါတယ်ဟုပြောလိုက်ပါသည်တေမင်းနဲ့ရင်ဆိုင်တွေ့လိုက်ရတာကျွန်တော်ကိုအတိမြင်မှန်တွေရလိုက်စေတယ်လို့ပြောရမလားကျွန်တော်ဟန်ဆောင်နေတာတွေကိုလှည့်ပြားနေတာတွေမာနထားမှမသိထားနေတာတွေအမှန်ကိုဝန်ခံရမှရှက်နေတာတွေအဲ့ဒါတွေအားလုံးဟာလုံးဝအသုံးမကျဖြစ်သွားပြီးကျွန်တော်ညံပြင်းခဲ့တဲ့ဘဝကိုသိစေခြင်းသိဖို့ကောင်းတဲ့သူဟာအေးတယောက်ပဲလို့အလင်းအောင်ကောင်းရခဲ့တာပါပဲဒါပေမဲ့တနင်္ဂနွေနေ့ကမှကျမတို့ပြန်တွေ့တာပဲဟုတ်ကျမကပြောလိုက်လည်းရင်နုနုထွက်သွားပြီးအေးကိုစိတ်ကြောင်းမှာကျွန်တော်လာတွေ့ဖို့အခါတရကြိုးစားတာအေးမသိဘူးလားအေးလက်မခံခဲ့ဘူးထင်တာပဲကျွန်တော်အမြင်အံ့ဩခဲ့တယ်ကျွန်တော်ကိုဘာကြောင့်များဒီလောက်ရှောင်ငွေးနေပါလဲဘာကြောင့်စိတ်တလောက်ဆိုးရတာလဲမသိနိုင်နားမလည်နိုင်အေးဘာမှပြောမပြအေးအင်္ဂလန်သွားနိုင်မှုစူးစမ်းနေအလုပ်များနေတာပဲမြန်မာပြည်ပြန်လာဖို့တော့စိတ်မရှိမသေးကြတော့ဘာကူမှမတွေ့တာချင်တော့ဘူးဟုတ်ကျမကတဝက်တစ်ပြက်ဖြစ်ချင်းတယ်လို့ပြောသည်သူကကိုရှိသူကိုင်းလိုက်ပြီးကျမနဲ့နီးဆက်စွာမျက်နှာချင်းဆိုင်ထိုင်လိုက်ပြီးဟိုးရှိဘဝတကယ်အစကအကြောင်းကိုစရရင်မှတ်မိသေးလားန
48ခုနှစ်ကျောင်းပိတ်ရက်တန်တွေမှာအေးရန်ကုန်ကထွက်သွားလိုက်တာခါတိုင်းလိုစုလေဖျားနဲ့ရှေးပွန်သားလမ်းမှာကျွန်တော်နဲ့မလဲနိုင်တော့ဘူးမော်လမြိုင်ကိုနုနဲ့လိုက်သွားတာလေအဲ့တုန်းကနုဟာအေးရဲ့ညီမတငယ်ချင်းနေနဲ့ကျွန်တော်တို့ကြားတဲ့အနောက်ချက်ပေးကိုဝင်လာတဲ့တောင်ထင်မိတယ်အဲ့ဒီကလေးကအေးဟာကျွန်တော်ကိုစားပြီးစွန့်ခွာတယ်လို့ခံစားခဲ့ရတယ်ကျမသည်ကိုနင်းတွင်လူကိုညှင်းသားစွာခေါ်လိုက်ပါသည်ကျမအတန်တုံးအပ်နေသည်ကိုလည်းဖုံးကွယ်နိုင်ပါစိတ်ဆိုးခြင်းထက်ဝမ်းနဲ့ကြေကွဲခြင်းကပုံမိုသွားပြီကိုနင်းတွင်အေးစီကိုဘာလို့စာမီးတယ်လဲဒီမေးခွန်းကိုမေးဖို့နှစ်ပေါင်းများစွာဆောက်ခဲ့သည်ကိုနင်းတွင်အေးစီကိုစာမီးဘူးသူ့စာကိုနေ့တိုင်းမျှော်တယ်စာဖို့သမားလာပေမဲ့စာပါမလားတနေ့လုံးစားတစ်စောင်းမှမရဘူးသူစာမီးသည်ကိုကျမနားမလည်နိုင်ခဲ့ခွင့်မလွန်နိုင်ခဲ့မော်လမြိုင်အိမ်မှာစာဖို့သမားလာလည်းရင်နုကအရင်ဦးအောင်ပြေးစင်းစုံစမ်းကတစ်စောင်းမှမပါဘူးအေးဖို့ဟုခက်ပြက်ပြောကခေါင်းခါနေတတ်သည်ကျမဘလောက်ဝမ်းနဲ့နေခဲ့တယ်လဲရင်နှင်းပူပင်ခဲ့တယ်လဲရှက်ကြောက်ခဲ့တယ်လဲမမမထိခိုက်လာတယ်လို့ဟန်ဆောင်ခဲ့တယ်လဲနုကိုမကောက်ချစ်ဘူးလို့ယုံကြည်ခဲ့တယ်လဲ